ကဲပရိသတ်ကြီးတို့အားလုံးမင်္ဂလာပါခင်ဗျခင်ဗျားတို့အိမ်မှာနေနေကျွန်တော်စိုးမျိုးပြပေးမယ်နော်ဒါကကျွန်တော်အခုရောက်နေတဲ့နေရာကတော့စိုးမျိုးလေကောင်ပေါ့ဒါကတကယ်လူထက်တဲ့နေရာကြီးပေါ့ဒါပေမဲ့ညပိုင်းဆိုတော့ညဟို7လောက်ဆိုလူကတိတ်မရှိတော့ဒါလမ်းကျိုးလမ်းကြပေါ့ဒါစားသုံးဆိုင်တွေရှိမယ်လူတွေလည်းနည်းနည်းပါသွားလာမယ်ဆက်လက်တောက်မယ်ဒါအရက်တွေတောက်မယ်အဲ့လိုမျိုးအေးဆေးဆေးလေးနဲ့ညနေပိုင်းကုန်ချင်နဲ့လူတွေပေါ့ဒါအဲ့လိုမျိုးလမ်းကျိုးလမ်းကြတဲ့တကယ်နေလို့အလိုကောင်းတဲ့နေရာလေးပေါ့ဒါဘယ်လမ်းကြားထဲဝင်လိုက်ဒီလိုပါပဲเนาะဆိုမျိုးကတကယ်တိုးတက်တဲ့မြို့ဆိုတော့တကယ်နေလို့ကောင်းတယ်မြို့ကြီးပေါ့ဆိုမျိုးမှာဆိုဒီနေရာလေးသွားဖြစ်ပါတယ်မီးတွေနဲ့ share ပဲရာသီတူကလည်းအေးလိုက်ဆိုလူကတိတ်မမြင်ရတော့ဘူးပေါ့ရှိတဲ့လူတွေလည်းနည်းနည်းပါဆက်လက်တောက်ထွက်အောင်တော့ပဲကျန်တဲ့လူတွေကတော့စားသုံးဖိုင်မှာထမင်းတွေစားအရက်တွေတောက်ဒီလိုမျိုးတွေလုပ်နေကြတယ်အေးစစ်စစ်ညနေပိုင်းကုန်နေတာကဲကျွန်တော်ဗီဒီယိုများကြည့်ရှုပေးသူများအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နော်နောက်ဗီဒီယိုလေးလာအောင်ပါပရိသတ်ကြီးတို့စိတ်ဝင်စားအောင်အများအားပြပေးမယ်ကျွန်တော်ကတော့အဲ့လိုမျိုးဒီလိုမျိုးနေရာကောင်းလေးတွေသွားပြပေးမယ်ဒါသူတို့နိုင်ငံဘလောက်တန်ရှင်းလဲဆိုတာလဲတတိထားမိကြမှာပါနော်လူတွေကတအားတန်ရှင်းနေတယ်သူတို့လမ်းညိုလမ်းကြဖြစ်ပြီမဲ့